အဖီးမှာလင်းလက်ဆုံးတောက်ပွားခဲ့တဲ့ကျဲတဝင်းရဲ့နေဝင်ချိန်သို့မဟုတ်မိုးဆာလာအားလုံးပဲမင်္ဂလာပါများကျွန်တော်ရဲ့ TV1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေအဖီးမှာ9နှစ်ကြာအကောင်းဆုံးကစားမတူအဖြစ်တမိုင်းဆိုင်ထူခဲ့တဲ့မိုဟာမက်ဆာလာဟာဒီယာဒီကောင်မလေးပေါင်းအသင်းကနေထွက်ခွာတော့မယ်လို့အင်္ဂါနေ့မှာပဲကလပ်အသင်းကကြေညာဝင်ကြေညာလိုက်ပါတယ်အသက်33နှစ်အရွယ်ဆာလာဟာသူ့ရဲ့စာချုပ်တက်တန်းကုန်ဆုံးဖို့တစ်နှစ်အလိုမှာအသင်းကနေထွက်ခွာဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့၎င်းဘက်ကဆိုပါတယ်ရင်းမီဒီယာဆိုရင်ဒီသဘောတူညီချက်ကြောင့်ဆာလာဟာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ချက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။မိုဟာမက်ဆာလာဟာ2025-26ရာသီအကုန်မှာလီဗာပူးတင်းနဲ့အတူကဲအောင်မြင်မှုတွေနဲ့ကစားမပွဲကိုအဆုံးသတ်ကြော့မှာပါလို့ကလပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဖီမှာ9နှစ်တာဖြတ်တန်းခဲ့တဲ့မှတ်တမ်းကောင်းတွေကိုဆုံးသက်ဖို့ဆာလာနဲ့အသင်းအကြားသဘောတူညီမှုရခဲ့တာပါ။ဆာလာကိုရိုင်းကလည်းတရနာကန်နဲ့ပတ်သက်ပြီးကွင်းလင်းမြင်သာမှုရှိအောင်ပရိသတ်တွေကိုစောစောတည်ပေးခြင်းကြတာဖြစ်ပါတယ်။မှတ်တမ်းတွေကိုပြန်ကြည့်ရင်လည်းဆာလာဟာဂျိုးကြနေတဲ့အတွက်ပွဲပေါင်း435ပွဲမှာ255ကိုထိသွင်းယူပေးထားပြီးအသင်းရဲ့ဂိုးသွင်းအများဆုံးဆင်းမှာအီယန်ရှန်ဂျာဟန်နိုရဲ့နောက်တတိယနေရာမှာရှိနေပါတယ်။ပြည်များလေးသမိုင်းတစ်ချောင်းဂိုးသွင်းအများဆုံးဆင်းမှာလည်း192ကိုနဲ့စတုထနေရာမှာရှိနေတာပါ။2019ခုနှစ်ရိုမာကနေရောက်ရှိလာခဲ့ပြီးကတည်းကပရီးမီးယားလိဗလာနဲ့ကျင်းနဲ့ချန်ပီယံလိဗလာအပါအဝင်စူပလာကြီးရှစ်လုံးကြီးရယူပေးနိုင်ခဲ့ပါတယ်။ဆာလာကတော့နှုတ်ဆက်ဗီဒီယိုထဲမှာဒီကလန်ဒီမျိုးနဲ့ဒီလူတွေဟာကျွန်တော်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဘယ်လောက်ကြီးဖြစ်လာမလဲဆိုတာကျွန်တော်ဘယ်တော့မှမကြွေးခဲ့မိပါဘူးလို့ပြောကြားခဲ့ပါတယ်။ဒီတော့ဆိုတာဘောလုံးကလပ်တစ်ခုတည်းမဟုတ်ပဲဝါသနာသမိုင်းနဲ့စိတ်ဓာတ်တွေစုစည်းနေတဲ့နေရာပါလို့ဒီချစ်သားကဆိုပါတယ်။ထွက်ခွာရတာဘယ်တော့မှမလွယ်ကူပါဘူး။ခင်ဗျားတို့ကကျွန်တော်ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုဘေးကင်းချတာပါ။ကျွန်တော်ခင်ဗျားတို့တွေကကြောက်ပြီးအမြဲတမ်းရှိနေမှာဖြစ်တယ်လို့ဒီကလပ်ဟာကျွန်တော်နဲ့ကျွန်တော်မိသားစုအတွက်အမြဲတမ်းအိမ်တစ်ခုဖြစ်နေမှာပါလို့ပရိသတ်တွေကိုနှုတ်ဆက်စကားပြောခဲ့ပါတယ်။ဒီကတော့ဆာလာပြီးခဲ့တဲ့အေဘယ်လာတုန်းကမှ2026-29ရာသီအထိသဒန်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။ဒါပေမဲ့ဒီရာသီမှာတော့သူ့ရဲ့ခြေစွမ်းကကြာရှင်းလာခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ3ပွဲစတိုက်ရန်ကုန်ထိုင်ခဲ့ရပါတယ်။အဲဒီချိန်တုန်းကဆာလာဟာအသင်းရဲ့ရလက်တွေဆွေးနွေးနေခြင်းမှာသူ့ကိုပဲအပြစ်ပုံချနေရလို့ AW ခုမှပေါက်ကွဲခဲ့ပါသေးတယ်။ဒါအပြင်ဒီပြအဖြစ်သူအာရီစလော့နဲ့လည်းဆက်ဆံရေးအဆင်ပြေဘူးလို့အရေးမြုံပြောခဲ့ပို့သလိုအင်တာမီလန်တင်းတဲ့ပွဲစဉ်မှာလည်းလူစင်းကနေချန်လက်ခံခဲ့ရပါတယ်။လက်ရှိမှာတော့ဆာလာဟာအာဖရိကဖလားကနေပြန်လာပြီးတဲ့နောက်သူ့ရဲ့အရင်ခြေစွမ်းမျိုးပြန်ရဖို့ရုန်းကန်နေရတော့မယ်ဖြစ်ပါတယ်။လီဗာပူးတင်အားတိုင်းကပွဲစဉ်တွေပြီးမှမန်စတီးနဲ့ FA Cup ဖလားကွာတာဖိုင်နယ်ပွဲစဉ် PSG နဲ့ချန်ပီယံလိကွာတာဖိုင်နယ်ပွဲစဉ်တွေကစားဖို့ရှိနေပါတယ်။ပရီးမီးယားလိမှာလည်းချန်ပီယံလိဝင်ပွဲအတွက်9ပွဲကျန်ရှိနေသေးတာပါ။ဒီရာသီမှာကစားဖို့ပွဲတွေအများကြီးကျန်နေသေးတာကြောင့်ဆာလာဟာလီဗာပူးအတွက်အကောင်းဆုံးဆုံးသတ်နိုင်ဖို့နဲ့အာရုံစိုက်ထားပါတယ်လို့အသင်းဘက်ကဆိုထားပါတယ်။ဆာလိုင်းအောင်မြင်မှုတွေကိုဂုဏ်ပြုမဲ့အခမ်းအနားတွေကိုတော့ရာသီကောင်အဖရိကနေနှုတ်ဆက်တဲ့အချိန်မှာခန်းခန်းနာကျင်းပသွားမှာဖြစ်ပါတယ်။လီဗာပူးတင်တဲ့ပရီးမီးယားလိဟာကနဝင်ကစားမတူကိုအပြီးတိုင်နှုတ်ဆက်သွားတော့မှာလည်းဖြစ်ပါတယ်။ဒီနေ့ဆမ်မကတော့ပါမယ်။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုဝယ်ပြီးသုံးသက်ချက်တွေပြင်ကျဝေစားဝယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ဘောလုံး channel တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ။